ညအမှောင်ကဖျားပြက်အပေါ်ကိုတဖြည်းဖြည်းဖုံးလွှမ်းလာတယ်။လေကြီးအေးကမင်းခန့်ရဲ့အရေပြားကိုတိုက်ခတ်နေသလိုရင်ထဲကိုပါအေးစေသွားတယ်။မြနှင်းစီကဖျားတိုင်အောက်မှာရက်နေပြီးမင်းခန့်ကိုမကြည့်ရဲသလိုမျက်လုံးကိုအောက်သို့ချထားတယ်။မင်းနဲ့ငါဒီထက်ပိုနီးလာလို့မရဘူး။သူမရဲ့အတန်ကနှိမ့်နေဒါပေမဲ့အဆုံးဖြတ်တစ်ခုလိုပြတ်သားနေတယ်။မင်းခန့်ကမနားလည်နိုင်သေးဘူး။ဘာကြောင့်လဲမင်းကငါ့ကိုထိခိုက်အောင်လုပ်မဲ့သူမဟုတ်ဘူးလေ။မြနှင်းစီအနှဲငယ်ပြုံးလိုက်ပေမဲ့အဲ့ဒီပြုံးချက်ကဝမ်းနည်းမှုနဲ့ပြည့်နေတယ်။ငါကဥစ္စာဆောင်မှအဲ့ဒီစကားနဲ့အတူဖျားအတွင်းကလင်းငင်းတွေရုတ်တရက်တိုးလာတယ်။မြနှင်းစီကရှေးအောင်စည်းကမ်းတွေကိုတစ်ချက်ချင်းပြောပြလာတယ်။ဥစ္စာဆောင်မတယောက်အနေနဲ့မဖောက်ပြန်ရတဲ့စည်းကမ်း၃ချက်ရှိတယ်။ပထမနေအောင်အောက်ကိုမထွက်ရဘူး။လူလောကနဲ့အပြည့်အဝမဆက်သွယ်ရဘူး။ဒုတိယဥစ္စာရှိရာကိုမလိုလားသူလက်ထဲမကျရဘူး။အဲ့ဒီအတွက်အသက်တောင်ပေးရမယ်ဆိုရင်ပေးရမယ်။တတိယလူကိုမချစ်ရဘူး။လူကိုမချစ်မိရင်ဥစ္စာဆောင်ဘဝပျက်စီးမယ်ဝိညာဉ်လဲကွယ်ပြောက်သွားမယ်မင်းခန့်ရင်ထဲတစ်ခုခုကျိုးသွားသလိုခံစားလိုက်ရတယ်ဒါဆိုငါနဲ့တွေ့တာကိုတော့အမှားဖြစ်နေတာလားညနှင်းစီမဖြေဘူးအဲ့ဒီတိတ်ဆိတ်မှုကပဲအဖြေဖြစ်နေခဲ့တယ်သူမလက်ကိုမြှောက်လိုက်တဲ့အခါလက်ဖွားပေါ်မှာအစိမ်းရောင်အလင်းလေးပေါ်လာတယ်အလင်းထဲမှာမြေပုံးထားတဲ့ဥစ္စာရဲ့အရေးအယောင်တွေမြင်လာရတယ်ဒီဥစ္စာကြောင့်ငါဒီနေရာကမခွာနိုင်တာသူမအတန်ကတုန်နေတယ်မင်းခန့်အဲ့ဒီအချိန်မှာပဲရင်ထဲကမပြောရသေးတဲ့စကားကိုမထိန်နိုင်တော့ဘူးဒါပေမဲ့မင်းကိုတွေ့တဲ့နေ့ကစပြီးငါဘဝကမင်းနဲ့ဆက်နွယ်သွားပြီးသားအဲ့ဒီစကားကြားချိန်မှာမြနှင်းစီရဲ့မျက်လုံးထဲကအလင်းရောင်တစ်ချက်လှုပ်သွားတယ်အဲ့ဒီခဏမှာပဲဖះနောက်ဘက်ကအမဲရောင်အရေးတွေပိုနီးလာသလိုလှုပ်ရှားသွားတယ်ဥစ္စာဆောင်စည်းကမ်းကိုချိုးဖောက်မိတဲ့ခဏတစ်ခုကအမှောင်ကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားတယ်ညနှင်းစီအတန်နှိမ့်နှိမ့်နဲ့ပြောလိုက်တယ်မင်းခန့်ဒီကံကြမ္မာကိုငါတို့နှစ်ယောက်တယောက်တည်းချိုးဖောက်လို့မရဘူးအမှောင်ကအနည်းဆုံးအထိရောက်လာနေပြီစီကန်းကိုဆက်လိုက်နာမလားအချစ်ကိုရွေးမလား